ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရားထဲမှာလဲစီမှားချပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရားလို့ဆိုတာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့ဥပမာမဲ့တစ်ခုပြောမယ်ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုဟာတော့ဘဝမှာဆင်ပြေမယ်အလုပ်ကိုင်းတွေကောင်းမယ်ငွေကြေးဒနာတွေပြည့်စုံမယ်မတောင်းမတမကြောင်းမကြစားမယ်ယာရုဂုံသိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကံကောင်းတယ်လို့ပြောကြတယ်နော်သို့တော့မကောင်းတာဘာလဲလို့ဆိုလို့ရှိရင်မကြခင်အိုးသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခေတ်မှာကြည့်ဆေးရုံဆေးကန်းကြီးတွေကကြီးနေတယ်ရော့သွားတယ်လို့မရှိဘူးနော်မစီရတဲ့နေရာဆိုတာတွေဟာအကုန်စိတ်ကားနေတယ်လူတိုင်းဟာယောဂကိနေဆိုတာမတမရှားနေအဲ့တော့ကံကောင်းတယ်နဲ့ကြိုးစားနေရင်ကနေပြီးကံဆိုးမိုးမောင်တွေ့နေကြတာပဲဖြစ်တယ်ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်တယ်နောက်ဆုံးပိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရမတမခဲရင်တယ်လူတိုင်းဟာသေဆုံးခြင်းမှာဆုံးသတ်ကြရတယ်ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့တောကနဲ့ပဲနေကြရတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုဟာမျိုးတွေ့ရလားဆိုတွေ့ရတယ်ယာရုကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေ့လားတွေ့တာပဲစီစဉ်ဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းတွေ့တယ်အဲ့တော့တန်တရားထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းအောင်လုပ်ကြတယ်အလုပ်ကောင်းရင်ကံကောင်းတယ်လို့လူတွေကပြောနေကြတယ်အေးကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းသက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာတွေဒါများတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်ကောင်းပြီကံဆိုတာဟာအလုံးကြားဖို့ရတဲ့အတိုင်းကံဆိုတာကိုကြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကကံဆိုတာဘာလဲလို့မေးလို့ရှိရင်စေရနာဟံဘိက္ခွေကမ္မဝရမိရသော်ဘုရားကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေးတယ် volition လို့အင်္ဂလိပ်လိုပြန်တယ်ထို့တဲ့ကောင်းတဲ့ဟာ stimulation တို့ motivation တို့တွန်းအားတစ်ခုလို့ဆိုလို့ကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တွန်းအားပေးတဲ့စွမ်းအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်အဲ့ဒီစုပေးလိုက်တဲ့စွမ်းအားတွေနဲ့သူပေါင်းစပ်သွားတာအဲ့တော့ကံကိုဒီတမန်အဖြစ်ပြောရင်စေရနာဟံဘိက္ခွေကမ္မဝရမိလူတွေဟာဒီတွန်းအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြတယ်ကိုယ်ဒီလည်းရောက်လုပ်ကြဘာတွေဖြစ်လာတော့ဆိုကမ္မဆိုတဲ့အမှုတွေဖြစ်လာတယ်နော်စိတ်နဲ့ကြံစည်တဲ့အမှုနှုတ်နဲ့ပြောဆိုတဲ့အမှုကိုယ်ဒီလည်းရောက်လုပ်တဲ့အမှုအဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တွန်းအားပေးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးဟောအလုံးဘောရဝတ္တဝင်သူရောစင်နေသိတဲ့အတိုင်းကာယကံဝစီကံမနောကံလို့ရှိတယ်မယ်စေတနာကိုမနောကံလို့ခေါ်တာမဟုတ်ဘူးကာယကံမြောက်သွားအောင်တွန်းအားပေးတဲ့တနည်းအားဖြင့်ရည်ရွယ်ချက်ရှိလုပ်တဲ့ intention ပေါ့နော်တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အကိုပြောမယ်ဆိုရင်သူများအသက်ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတို့ကသားမယားစော်ကားတယ်ပြစ်မှားတယ်ကောင်းတဲ့ဘက်ကပြောရင်သူများအသက်ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းတရားထားတယ်သူများဥစ္စာမခိုးဘူးတတ်ရှင်းစွာနေထိုင်တယ်ကိုယ်သိက္ခာကိုထိန်းတယ်သူတို့ကသားမယားစိတ်နဲ့တော့မပြစ်မှားဘူးလို့ပြစ်မှားခြင်းမှရှောင်ကျင်တယ်ဆိုကောင်းတာမကောင်းတာဒီနှစ်ခုရှိတာ
နော်နှစ်ခုရှိလားအဲ့ဒါတွေကြတော့စေရနာကိုသူများတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်းအားဘယ်သူနဲ့တွဲလာတော့ဆိုဒေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာတာဖြစ်တယ်ရှေးဘုံရအပြင်သူများဥစ္စာခိုးတာကြတော့လောဘဆိုတဲ့ကိလေသာနဲ့တွဲလာတယ်သူတော်ဘာတမယပြစ်မှားတယ်ဆိုတာကြလဲလောဘဆိုတာနဲ့တွဲလာတယ်တခါတည်းရန်ဒေါသဆိုတာနဲ့လည်းတွဲတယ်လက်စားချေတဲ့သဘောမျိုးလောက်တာလည်းရှိတယ်နော်အဲ့ဒါကြောင့်မို့လို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့ပေါင်းစပ်ပြီးတော့စေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတာအဲ့ဒါတွေကစေရနာလို့ခေါ်တခါနှုတ်ကပြောတဲ့အခါမှာကောင်းမကောင်းနှစ်ခုရှိတဲ့ပဲမကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းစပ်ထားတဲ့စိတ်စေရနာတွေနဲ့တစ်ဖက်သားကိုတီးတီးကြီးလိမ်ပြောတယ်မမှန်မကန်ပြောတယ်တုံးတူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့စကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိမ်လေတဲ့စကားတစ်ခွန်းနှုတ်ကထွက်သွားအောင်တွန်းအားပေးတဲ့စေရနာတုံးနဲ့တူမတက်အောင်ချွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကိုဒီရှင်ကျေးတိမ်မွေးစွာမပြောဘဲနဲ့တစ်ဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးဆေးတိုင်းထားတဲ့စကားမျိုးနဲ့ပြောတယ်အကျိုးမဲ့ကောင်းကျိုးချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေကိုပြောဆိုတယ်အလုံးသိနေကြတဲ့မုတဝါဒပိတုဏဝါစာဖရုဒဝါစာသမ္ဗပလပါလို့ဆိုရယ်ဒီစကားတွေနှုတ်ကထွက်လာအောင်တွန်းအားပေးတဲ့စေရနာကိုကံလို့ခေါ်တယ်အခုအဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေရနာကြတော့ကုသကံလို့ခေါ်ပြန်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံဟာစေရနာကိုကောက်တာမှန်တယ်မနောကံကြည့်လိုက်မနောကံကြတော့စေရနာမဟုတ်တော့ဘူးအဘိဇ္ဇာဆိုတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့စိတ်ကူးကြံစီမှုအဘိဇ္ဇာအဘိဆိုတာရှေရှုဇာဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှုစိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုမပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်နက်ကံဖြစ်သွားတယ်စေရနာမဟုတ်ဘူးလောဘကိုကံလို့ခေါ်တယ်အဲ့ကြတော့မနောကမှာလောဘကိုကံလို့ခေါ်တယ်တခါဗျာပါဒဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ်ပေါ်မှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်တည်သွားရင်ကောင်းမှာပဲဒီကောင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအတွေးပါဝင်တဲ့ဒေါသဟာကံဖြစ်သွားတယ်သူကံဖြစ်သွားတယ်ဆိုရင်ရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားတယ်ကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွမ်းရည်တတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက်တတိတစ်ခုပါသွားတာကိုဆိုလို့အဲ့ဒီဒေါသဟာတာမန်မိသားစုကိုယ်တငယ်ချင်းပေါင်းတဲ့တော့မိဘနဲ့သားသမီးဆိုတာလို့မဟုတ်တာလုပ်တဲ့အခါမှာမိဘကသားသမီးကိုစိတ်ဆိုးတယ်မိဘကိုသားသမီးကစိတ်ဆိုးတယ်ညီကောင်မောင်နှမစကားအပြောမတတ်လို့စိတ်ဆိုးကြတယ်သို့တော့ဒီကောင်တည်သွားရင်ပျက်စီးသွားရင်ကောင်းမှာပဲဆိုတော့မပါဘူးရိုးရိုးစိတ်ဆိုးတာကြတော့ဒေါသအခုလိုပျက်စီးသွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါတာလို့ခေါ်တယ်အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့တယ်နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိ
အဲ့ဒါတော့အလုံးကိုသိမ့်မွေးတယ်လောကလူတွေကလွယ်လွယ်ပြောကြတယ်တမလွန်လောကကိုမယုံဘူးနောက်ဘဝကိုမယုံဘူးအတိတ်ဘဝကိုလည်းလက်မခံဘူးအမေအဖေဆိုတာသူ့ဘာသူတို့ချင်းချင်းပေါင်းတဲ့ဆက်ဆံကြတာဖြစ်တယ်ဘာမှကျေးဇူးတင်စရာမလိုဘူးလူတွေကသေသွားပြီးရင်နောက်ဘဝဆိုတာမရှိဘူးနော်နောက်ဘဝဆိုတာမရှိဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုးတာလုပ်လဲဆိုးကျိုးမဖြစ်ဘူးဆိုတဲ့ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူးတဘဝတစ်ခါပဲသိတယ်ဆိုပြီးအဲ့ဒီအတွေးလေးဝင်လိုက်တာနဲ့အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့နတ္ထိကဒိဋ္ဌိဟာကံမြောက်သွားတယ်အဲ့ဒီဒိဋ္ဌိကလည်းပဲကံမဲတာမနောကံလို့ခေါ်တယ်မြတ်စွာဘုရားကအပြစ်တွေထဲမှာမိစ္ဆာဒိဋ္ဌိဟာအပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒိဋ္ဌိကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်ဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိကအဲ့ဒီဒိဋ္ဌိကိုပြောတာဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကာယဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကာယဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်ထဲမှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ကံရဲ့အကျိုးကိုညှင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညှင်းပယ်တယ်အကြောင်းတရားကိုလည်းညှင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်လို့အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော့ philosophy လို့ထင်ကောင်းထင်လိုက်လွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလှူမနေနဲ့ဘာအကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမရဘူးနောက်ဘဝဆိုတာမရှိပါဘူးသေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုတဲ့ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာနဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့ကံဖြစ်သွားတယ်အဲ့ဒါမနောကံလို့ခေါ်တယ်နော်အဲ့တော့သဘောပေါက်ရမှာကတော့စေတနာဟံဘိက္ခွေကမ္မဝရမိလို့မြတ်စွာဘုရားနိဗ္ဗေထိကသုတ်တံမှာဒီတနည်းရတယ်ပဲဟောတာစေတနာသည်ကံမှန်တယ်အဲ့ဒီတွန်းအားတွေကြောင့်လုံးမိတယ်တွန်းအားတွေကြောင့်ပြောမိတယ်ဆိုတဲ့နေရာတွေမှာစိတ်ကူးချမ်းစိမိတာကြတော့ခုနဒီသဘာဝတရားတွေအဘိဇ္ဇာဆိုတာလောဘဗျာပါဒဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်၃ခုအဲ့ဒါဟာကံပဲနော်ကံမြောက်သွားတယ်ထို့တူရဲ့ဒါမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်ကဆိုတော့ကံဘယ်နှမျိုးရှိတုံးလို့အခုအကျဉ်းပြောမယ်ဆိုရင်အကုသိုလ်ကံဟာစေတနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်နော်ဟောဒါမကောင်းတဲ့ကံဘက်ကဒါတွေရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှိရင်တော့ရှောင်ကျဉ်မှုနဲ့သွားတယ်သူများတဲ့တချင်းမှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation ဆိုတွန်းအားအဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်တခါသူ့ရဲ့တိမ်မွေးတဲ့ကုသိုလ်စေတနာတွေကဘာတွေတုံးဆိုအနာဘိစ္ဆာအလောဘဆိုတာ generosity ဒီကိုသာသုံးမယ်ဆိုတဲ့သူများပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူးနော်ပေးခြင်းကမ်းခြင်းနဲ့စိတ်ပဲရှိတယ်သူများပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူးအလောဘအနာဘိစ္ဆာအဗျာပါဒမေတ္တာအရောဒဆိုမေတ္တာတရားတွေချမ်းသာကြပါစေလို့မေတ္တာပို့တာကအဗျာပါဒဆိုတဲ့စေတနာမနောကံပဲအဗျာပါဒဆိုတဲ့အရောဒစေတသိက်ကိုပြောတာနော်အဗျာပါဒဆိုတာအရောဒစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုတာဒီအရောဒကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုတရားတွေအလုံးချမ်းသာကြပါစေဒီလူအဆင်ပြေပါစေ
လောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်နေညမေညတဒုက္ခမေးเสียဘယ်သူမှဒုက္ခမပေးပါစေနဲ့ပြိဋ္ဌဲမှာပါတယ်လို့တဗ္ဗေပတ္တရာနိပတ္တန္တုတရားတွေအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမကမဘုသူထံမှာအဆိုးတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့ဆိုအဲ့ဒါအထောသမေတ္တာအပြာပါဒလို့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်သွားတယ်နော်ကံဖြစ်သွားနောက်တစ်ခါသမ္မာဒိဋ္ဌိသမ္မာဒိဋ္ဌိဆိုတာကြတော့ခုနလိုကိုင်းကျိုးကိုညင်းပယ်တာမဟုတ်ဘူးမကနဲ့အမြင်တစ်ခုယူစားအေးကောင်းတာလို့ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေကသာခွင့်မပြုဘူးဆိုဘာနဲ့တူတော့ဆိုလူစီလာဖို့ရအမေဖေက immigration ပဲလေသူဗီဇာထုတ်မပေးရင်လာလို့မရဘူးခုခေတ်ဆိုဗီဇာမပေးချင်လို့ကြိုတင်ဟန်တားတာတွေတောင်ရှိတယ်မတော်တဆလက်လွန်လို့ရောက်လာပြန်တော့လေအမိုက်ပုံနဲ့ထည့်ပစ်တာဣမတလောကတဓာတိတာရောမိဘရဲ့ခြေဆုထဲမှာကျွေးတာစောင့်ရှောက်တာထားလိုက်အောင်အဲ့ဒီခြေဆုကကိုပြန်ကျွေးလို့ရသေးတယ်ပြန်စောင့်ရှောက်လို့ရတယ်ကိုယ့်ကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ခြေဆုကဘယ်လိုဆက်လို့ရပါမလားကိုကနောက်မှလာတာလေအမေဖေကကိုယ့်ကိုလာခွင့်မပြုဘူးဆိုရင်လူလောကရောက်ပါမလားမရောက်နိုင်ဘူးမိုးကြရွှေကိုဖြစ်မှသာရောက်ကောင်းရောက်အမေဖေက immigration ပဲသူလက်ခံမှဖြစ်တာအဲ့ဒီလက်ခံတဲ့ခြေဆုကိုမြတ်စွာဘုရားကဣမတ္တလောကတ္တဓာတိတာရောဆိုမိဘရဲ့ခြေဆုကို၃ခွန်းနဲ့မြတ်စွာဘုရားဆုံးအောင်ပြောလိုက်တယ်တခုကအပါဒကကိုဝန်ကလေးကအမေကစောင့်ရှောက်လာခဲ့ရတယ်မွေးလာတယ်လည်းစောင့်ရှောက်တယ်မောတကမွေးဖွားလာတဲ့နောက်မှာစောင့်ရှောက်ရုံနဲ့မကဘူးကျွေးမွေးတယ်ဟောနှစ်ခုစောင့်ရှောက်ခြင်းကျွေးမွေးခြင်းနောက်ဆုံးတစ်ခုကတော့ဘာလို့ဣမတ္တလောကတ္တဓာတိတာရောဒီလောကကြီးကိုပြတယ်ဆိုတာဒါဒီခြေဆုကတော့ဆက်လို့မကုန်တဲ့ခြေဆုပဲမိဘခြေဆုကောမဆက်နိုင်ဘူးဆိုတာအဲ့ဒါကိုပြောတာဘာလို့လို့ဆိုရင်ကိုယ်နောက်မှရောက်တာဆိုတော့မိဘကိုကိုယ်လူလောကလာဖို့ဆိုတာဘယ်လိုလုပ်တုံးဆန်းသူကအရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ခြေဆုရှိတယ်လို့လက်ခံခြင်းသည်ပဲလေသူကသမ္မာဒိဋ္ဌိဖြစ်သွားတယ်အဲ့ဒါမနောကဖြစ်သွားတယ်တုံလောကဆိုတာရှိတယ်လူတွေဟာသိသွားပြီးနောက်ဘဝဆိုရောက်လာအောင်မယ်ဆိုတဲ့ကံတရားရဲ့အကျိုးလက်ခံတာတွေမှန်သမျှသမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒါကြတော့ပညာလို့ခေါ်တယ်မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေတသိက်သမ္မာဒိဋ္ဌိကြတော့ပညာ right understanding မှန်ကန်တဲ့နားလည်မှုနော်မှန်ကန်တဲ့နားလည်မှုအဲ့တော့အဲ့ဒီမှာကအလောဘရဲ့အရောဓဆိုတဲ့မေတ္တာရဲ့သမ္မာဒိဋ္ဌိဆိုတဲ့ပညာရဲ့ဒီသုံးခုကကံပဲစေတနာလည်းမဟုတ်ဘူးနော်ကုသိုလ်ကံထဲမှာဒီသုံးခုပါလာအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုပ်တစ်ခုဖြစ်အောင်တွန်းအားပေးတယ်တွန်းအားပေးလိုက်တာဟာသူက energy တွေစုသွားအောင်သူကစုဆောင်းလိုက်တာဒါမို့အာယုဟနရတ္တလို့ခေါ်တယ်သူတို့ကံတရားတွေကပေါင်းစုပေးလိုက်ခြင်းပဲစုလိုက်တဲ့အခါမှာစွမ်းအားပြေလာဒီကံတရားတွေကစုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တစ်ပင်ရဲ့အနှစ်ဟာဘယ်မှာသွားစုသလဲဆိုနောက်ထပ်အပင်တစ်ပင်ကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတိဟာဘယ်မှာသွားစုသလဲခဏခေတ်တော့ဂိုင်းကူးတွေဂိုင်းကူးတာတွေဘာတွေရှိတယ်ပေါ့နော်အဲ့ဒါတွေထားတဘာဝအပြင်ဘယ်နေရာမှာသွားစုသလဲလို့ဆိုလို့ရှိရင်မျိုးစေ့မှာသွားစုအသီးမှာသွားစုအသီးမှာသွားစုအဲ့ဒီအသီးတွေကအစိတ်လေးတွေမှာသွားပြီးတော့နောက်ထပ်မှတ်ပြီးမျိုးဖြစ်ဖို့အဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသ
Miss Deity, Alava Aroda, Tama Pinya Lusure, Titayari Boma, Nitia Sutwalo. Poaraku Chopi me solution Tiaria Chopi Naila. Ero Kandaya Sodima, Kaune Kudo can see Magaune Agudo can see. Kudo can Agudo can see. Yes of Yaga. For you to listen, body low nature, go send that Chila. Listen low needed loaded Chila Meso. Ubo Ponye Sapa Pinsa Yamiso Kuruti Ita. Luwa Lupchilla de Kama. Kauna le loade, Magauna le loade. No, Kaune loade le loade, Magauna lo. Kauni le Mepibu, Magauna ile Mepibu. A Kaunle loade, Magauna loade. Eri Kaumakon Sure, a Yariha, Gololide, a Yariha, Kona, she got Don Arigu, Shuebiro, can look collide. Eri Kandi, Tinni Tata, Takan Hodi, Desa, Araya Kisadi. Go ye name of Chidi Dredger, go darling, go nether the sign door. Go tema that Chilu, go with the sign. To me, I never sign. Tumiane Masayo Nimagabu, Tiwa Lotare Yareha Kana Shini the Yakalapalo, Tikande Area, Kone to Bani Mavachete Magaune can solution to cup people, Kaune can Kuni people, Sobio Ludima, Kaune can Magaune can Dinakune, Wani Mave, Toza. Magaune can Doka Bede, Kaune Kudu Ganejano, Chana Duka Bede. No loga Luria. Cansora Loba, Logoin can come at it, Lule Biojare, no? Lule Biojare. Through Biore, you a jacado. Konaga, Tama, Jiba Dode, Lodi, Biora, Picom Chile, no? The Garo Logama, the Ludima. Listen, Candiariga, Pitney, go tea the Fissy, but the Fissy. Luyan and alone of Pitney. Pitney, Yaha. Go ye never. Gay no vidua. Shall she need accumulation? Sumi, saw me pita. Sumi saw me pita. Era rega. Tinita that the can hodi, Kaumaconi, go by Osa, go nether. That's I know it. Tavi Tata Kamada Gasa, Arabia, Kandalin Kubai Osa, Kulota Kuneta Tasa, responsibility goes solore. No? Go ye never pita, go never sign over to Nedwasaimer. No? Go ye never pita, go Kanagoma pita yoga, go back ham. No? Go back ham. Eralowe, the Kusalide as I a council, I live go back ham. Eralowe, go ye never pita. Council can have Kuneda the Sine, Erago, Kamatakata, Kanalin, Kobai Osa, Shire, Lupiora, Edapura, responsible Pita, Pure. Hobby, responsible Pita, Tiwar and Lalasamo, Tensa Adaya, Kissati, Tajia Padua Mave, Pulu Padaro, Candiaria, Pema, Kainira, Nalonema Kainala. Nalone Magain, Nalon Kong Yatolution, Nalon Sura, they die mesurate Padoma. No more blue light. Elomoy, oh note. Oh now, Sura, let Jamshadora, she did. As I might be in the one and made, and Candia, Bedoni. Oh no, Magono, the Lucian and Misho be like that, the oh no, got Padia, Jam Shivia. Ero can have Pema Tishi, Pema. Oh, remain neitherly. Pema dishi the lily biomas. Say a sema she. Say a sensora. Pedoma Piatoma doavu. Say a sen, the kubita good said it. Mental processor. Tania Ogan Tania Poama, Sare Chingasavi, never yadi tia. Mental process capiatuara, Nania Veshi. Dadon kit up yet. When they are also Russian. Sanswan Arnet, Marie Swan Arne, Siko, Yom Mobiro, Tia Atolu, Omian Dolushin, a thing at that bone, so that. Say Mary Poa Mu Yautora, Kabangaya. Daleve, post load a little bit.
ခိတ္တ pause လုပ်လိုက်တာ stop လုပ်တာမဟုတ်ဘူး pause လုပ်လိုက်တာနော်ချိန်တိုင်းပြန်ပေါ်လာမှသူကအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါនិရောဓသမဘဆိုတာကြားဦးရလိမ့်မယ်និရောဓသမဘဝင်စားလို့ရှိရင်စိတ်စေတသိက်စေတစာရုပ်အလုံးချုပ်သွားတယ်တမာရီဆောင်းအားနဲ့ဒါလည်း pause လုပ်လိုက်တာပဲခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်သည့်အတွက်ကြောင့်စိတ်ဆိုတာလည်းသူ့ဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမှီဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုခိတ္တ pause လုပ်လိုက်လို့ရှိရင်စိတ်ဟာလည်းရပ်သွားတယ်အဲ့ဒီနှစ်နေရာလွဲရင် mental process ကပြောင်းမသွားဒါဖြင့်ခုနလို pause လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ကွယ်သွားလားဆိုမကွယ်ဘူးရှေ့နဲ့နောက်နဲ့ဟာအနန္တရပစ္စယောပဲသူကនិရောဓသမဘဝင်စားလို့9ရက်ကြာတဲ့ဆုံးတော့အနန္တရပစ္စယောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းသည်ပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတာကိုပြတယ်နော်ရက်လိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ခြားမှာအကြာအကွယ်မရှိဘူးအဲ့ဒါကိုပဋ္ဌာန်းပစ္စည်းထဲမှာအနန္တရပစ္စယောလို့ပြောတာနော်တခါအတ္တညတဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲအနန္တရပစ္စယောပဲစိတ်အစဉ်နဲ့သုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဟိုကရုပ်စဉ်သူတမာရီစွမ်းအကုန်လို့တင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်လီနိုးထလာပြန်တယ်ခိတ္တ pause လုပ်တယ်အဲ့တော့ mental process ရဲ့စိတ်ဖြစ်စဉ်ကြီးဟာတန်တရားထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပိုင်ရပ်သွားတယ်လို့မရှိဘူးဒါကြောင့်မို့စိတ်တတန္တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတ္တိအနေနဲ့ရှိနေတယ်လို့သူပြောတာနော်တတ္တိအနေနဲ့အဲ့တော့အုံနောက်မှာကိန်းတာလည်းမဟုတ်ဘူးနှလုံးသားမှာကိန်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာကိန်းနေတာလည်းမဟုတ်ဘူးစိတ်အစဉ်မှာရှိတယ်လို့ဒီလိုပဲမှတ်သားရမှာဖြစ်တယ်ဟုတ်ပြီကောင်းလဲကောင်းတာလုပ်လဲကံဖြစ်တယ်မကောင်းတာလုပ်လဲကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးသမျှကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရဏကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတ္တိအနေနဲ့ပါနေတာသူကစွန့်ရည်တတ္တိအနေနဲ့ပါအကြောင်းအကျိုးညီညွတ်လို့ရှိရင်အကျိုးပေးမှသိချတယ်ပေါ့သူတို့ဆိုလို့တယ်ပေါ့အဲ့တော့မြတ်စွာဘုရားကအေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြလို့ဒါတွေဟာကိုယ်နဲ့သာသက်ဆိုင်တယ်ဆိုတဲ့ကအဲ့တော့အကောင်းအဆိုးဆိုတဲ့ထဲမှာဘာကြောင့်အကောင်းဖြစ်ဘာကြောင့်အဆိုးဖြစ်ရလဲဆိုလို့ရှိရင်ကိရိတာတွေရဲ့လွှမ်းမိုးမှုပဲမှာကိရိတာတွေလွှမ်းမိုးလို့ကိုလုပ်တဲ့အလုပ်တစ်ခုဟာအကောင်းလည်းဖြစ်တယ်အဆိုးလည်းဖြစ်တယ်အဓိကကတော့အမှန်မသိမှုပဲအမှန်ကိုမသိသည့်အတွက်ကြောင့်အကောင်းဆိုးလုပ်မိတယ်ပရိစ္ဆသမုပ္ပါဒ်ကိုကြည့်လိုက်အဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာဆိုတာအမှန်တရားကိုမသိတာမသိတဲ့မောဟကြောင့်သင်္ခါရလို့ဆိုတဲ့ကံတရားတွေကိုလုပ်မိတယ်အဲ့သင်္ခါရဆိုတဲ့တည်းမှာကုသကံလည်းပါတယ်အကုသကံလည်းပါတယ်မသိဘူးဆိုတာမသိလို့လုပ်တယ်ဆိုလိုတဲ့အဓိပ္ပာယ်ကအမှန်တရားကိုမသိသေးသမျှကာလပတ်လုံးယင်နဲ့နှလုံးထဲမှာကံနေဖြစ်နေမယ်လို့ဆိုလိုတယ်အနုမို့ဆိုလို့ရှိရင်ဟိုလိုအဓိပ္ပာယ်သွားယူမှဆိုရတယ်အကုသိုလ်လှုပ်တာမသိလို့လှုပ်တယ်ဆိုရင်တော့ကြားလို့ကောင်းတယ်ပေါ့ကုသိုလ်လှုပ်တာလည်းပဲမသိလို့လှုပ်တာလို့ပြောတယ်ပြောကြတော့ဒါမမှန်ကန်တတ်ဘူးပေါ့မမှန်ကန်ဘူးသိလို့လှုပ်တဲ့ကုသိုလ်ကံလည်းရှိသေးတယ်အသိဉာဏ်နဲ့လှုပ်တဲ့ကုသိုလ်ကံရှိတယ်နော်အသိဉာဏ်နဲ့လှုပ်တဲ့ကုသိုလ်ဆိုလိုတာကအဝိဇ္ဇာရှိနေသမျှကံတွေဟာရှိနေမယ်လို့သူတို့ပြောတာနော်အဝိဇ္ဇာရှိနေသမျှကံတွေရှိနေအဲ့ဒီဝိဇ္ဇာပစ္စယသင်္ခါရမှာအဓိပ္ပာယ်နှမျိုးဖွင့်ထားတာရှိတယ်တစ်ခုကတော့ခုနလိုမသိလို့လှုပ်တယ်ကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်မသိလို့လှုပ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတယ်ဥပမာပါတော့ဆိုလို့ရှိရင်မျက်စိနှစ်ကွင်းအလင်းမရတဲ့ပုဂ္ဂိုလ်ဟာရှေ့ဆောင်လမ်းပြမပါပဲလမ်းလျှောက်ရင်ရမယံခါလမ်းဖြောင်းနေအောင်သွားရတယ်ရမယံခါသူသွားခြင်းနဲ့လမ်းမရောက်တာလည်းရှိတယ်
အဲ့ဒါလိုပဲတဲ့တန်တရားခရီးထဲမှာအဝိဇ္ဇာလွှမ်းမိုးခံထားရတဲ့သရဝါတွေဟာတခါတည်းကောင်းတာကိုလုံးမိတယ်တခါတည်းမကောင်းတာလုံးမိတယ်အဲ့ဒါကြောင့်အဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်လို့ဒီအဓိပ္ပာယ်လည်းပြောတာရှိတယ်နော်တကယ်ကတော့အဝိဇ္ဇာကြောင့်လှုပ်တာလို့ဆိုတာဟာဒီအဓိပ္ပာယ်တဲ့မသိလို့လှုပ်တာတဲ့မသိမှုဆိုတဲ့အဝိဇ္ဇာတရားရှိနေသမျှကာလပတ်လုံးအဝိဇ္ဇာဘာဝေသင်္ခါရဘာဝတောအဝိဇ္ဇာရှိနေရင်သင်္ခါရရှိတယ်ဣဒံဣမတမိန်တတိဣဒံဥပ္ပစ္စတိဣဒံဟောတိဒါရှိနေရင်ဒါရှိရဥပမာခုမီးထွန်းထားတယ်လျှက်စစ်မီးရှိလို့ဒီအလင်းရောင်ရှိတယ်လျှက်စစ်မီးငြိမ်းသွားတာနဲ့တပြိုင်နက်အလင်းရောင်မှပျောက်သွားနော်အလင်းဆိုတဲ့အရာဟာလျှက်စစ်မီးကနေထုတ်လုပ်ပေးထားတဲ့အကျိုးဆက်များတာဖြစ်တယ်ထို့တူပဲအဝိဇ္ဇာရှိနေသေးလို့ရှင်သင်္ခါရဆိုတဲ့ကံတရားတွေရှိနေဥမှာပဲလို့ပြိဿမှာဒီလိုပြောတာနော်ဒီလိုဆိုလိုတာဒီအကြောင်းရှိနေသေးရင်အကျိုးတရားရှိနေဟုတ်ပြီဘုန်းကြီးတို့တွေတဲ့ယင်းထဲမှာကုသိုလ်ကံတွေလည်းရှိတယ်အကုသိုလ်ကံတွေလည်းရှိတယ်အဲ့ဒီလိုရှိနေခြင်းဟာအဝိဇ္ဇာမကင်းသေးသမျှတော့ရှိနေဥမှာပဲရှိနေတဲ့အခါမှာဘာဖြစ်လဲအဝိဇ္ဇာကကိလေသာအဝိဇ္ဇာဆိုတဲ့မောဟကကိလေသာသင်္ခါရကကံဟောကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာသင်္ခါရပိစ္ဆယဝိညာဏဆိုတဲ့ဘဝတစ်ခုရဲ့အစပရိသေပေါ်လာတယ်အဲ့ဒါကံကထုတ်လုပ်လိုက်တာလို့ကိလေသာနဲ့ကံနှမျိုးပေါင်းစပ်လိုက်မှအကျိုးတစ်ခုရလဒ်တစ်ခုဖြစ်တယ်ဒါကြောင့်မို့ဒီကိလေသာရဲ့ကံရဲ့ကိလေသာရဲ့ဘဝတန်တရားရဲ့ဆိုတာဟာဆက်ဆက်နေတယ်နော်ကံနဲ့ကိလေသာကအကြောင်းတရားဘဝတန်တရားဆိုတာအကျိုးတရားတန်တရားဆက်ပြအဲ့တော့ပရိစ္ဆေသမုပ္ပါဒ်လေးကိုရှင်းရှင်းလေးအရာစကားနဲ့ပြောကြည့်အောင်အရာစကားနဲ့ပြောကြည့်လိုက်တို့တွေဟာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိဘူးဟုတ်ပြီဒါဆာလိုက်တယ်ဒါလှုပ်တဲ့သလားဒါမလှုပ်တဲ့ဘူးလားမသိဘူးမသိတော့ဘာလှုပ်လဲမလှုပ်တဲ့နာကိုလှုပ်တဲ့နဲ့လို့ထင်တယ်လှုပ်တဲ့နာမလှုပ်တဲ့ထင်တယ်ထင်ပြီးတော့လှုပ်တယ်ရမ်းလှုပ်တယ်မသိတာကအဝိဇ္ဇာလှုပ်တာကသင်္ခါရရလိုက်တဲ့ရလတ်ကြတော့ကောင်းကျိုးဆိုးကျိုးနော်ကောင်းကျိုးဆိုးကျိုးသင်္ခါရပိစ္ဆယဝိညာဏဆိုတဲ့ဘဝအစတစ်ခုရဝိညာဉ်ပါလာလို့ဝိညာဉ်ပရိသေစိတ်ကလေးစလိုက်တာနဲ့တပြိုင်နက်သူနဲ့တွဲဖက်လာတဲ့ရုပ်တွေနာမ်တွေပါလာတယ်ဝိညာဏပိစ္ဆယနာမရူပံနာမ်နဲ့ရုပ်တွေဖြစ်လာနာမ်နဲ့ရုပ်တွေဖြစ်တဲ့အခါကျတော့ဘာတွေပါလာတော့ဆိုအော်ခံဆိုတဲ့ sense organ တွေပါလာတယ်မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်ရှားပါလာတယ်ကိုယ်ကာယပါလာတယ်အသိစိတ်ပါလာကဲ organ တွေပါလာပြီနာမ်နဲ့ရုပ်ထဲမှာဓာတ်ပါအကယ်၍ဓာတ်မပါဘူးဆိုရင်တစ်တုံးကြီးလိုနေမှာပဲဘယ်လိုလုပ်ဆက်သွဲနော်လူတွေမှာမျက်စိပါလို့ပြမက်ကအာယုန်တွေကိုမြင်ကြတယ်နားပါလို့အသံနဲ့ဆက်သွဲတယ်နှာခေါင်းပါလို့အနံ့နဲ့ဆက်သွဲတယ်လျှပ်ပါလို့အရသာနဲ့ဆက်သွဲတယ်ကိုယ်ကာယပါသည့်အတွက်ကြောင့်ဖုဒ္ဓဘာယုံဆိုတဲ့အထီးတွေ့အာယုန်တွေနဲ့ဆက်သွဲစိတ်ပါသည့်အတွက်ကြောင့်ကြံတွေးအာယုန်တွေနဲ့ဆက်သွဲတယ်ဆိုတော့အဲ့ဒီဆက်သွဲမှုတွေဒါကိုပြောတာနာမရူပပစ္စယသလယရဏအဲ့ဒါတွေပါလာလို့သလယရဏပစ္စယဖတ်တော့ထိတွေ့မှုတွေပေါ်လာတယ်ပေါ်လာတဲ့အခါဘာဖြစ်တော့ဆိုရင်ဖတ်တာပစ္စယဝေဒနာစိတ်ခံစားမှုတွေပေါ်လာတယ်ဘဝဆိုတာအဲ့ဒါပဲဘဝဆိုတာအဲ့ဒါလူဘဝဆိုတာစဉ်းစားကြည့်လိုက်တို့ရထားတဲ့ဘဝဟာအတိတ်ဘဝတုန်းကအမှန်မသိလို့လုံးပြီးလုံးရလုံးလိုက်တယ်ကံခုခေတ်စကားနဲ့ပြောမယ်ဆိုရင်ကံကောင်းလို့လူဖြစ်လာတယ်ပေါ့ကောင်းတာလုပ်ပြီးတော့ကောင်းတဲ့သင်္ခါရကြောင့်လူဘဝဆိုဝိညာဉ်မကောင်းတာလုပ်ပြီးလို့ရှိရင်တိရစ္ဆာန်ဘဝရောက်သွားအောင်ပါအပင်ငယ်ရောက်သွားအောင်ပါပဲဒီနေရာမှာအဲ့တော့ကံကောင်းတယ်လို့ပြောကြပြန်တယ်အဲ့မှာကောင်းတဲ့ကုသကံရဲ့အကျိုးကြောင့်ဝိညာဉ်နာယုတ်သလယရဏဖတ်တာဝေဒနာဆိုဒီခံစားချက်တွေဘဝဆိုတာအဲ့ဒါဟုတ်ပြီခံစားချက်တွေခံစားချက်ဆိုတာ
ကောင်းတဲ့အာယုံလေးတွေ့ရင်သဘောကျတယ်မကောင်းတဲ့အာယုံတွေ့ရင်သဘောမကျဘူးစိတ်ရဲ့ experience တွေပေါ့ feeling လို့ခေါ်တယ် experience အဲ့ဒီဘဝရဲ့အတွေ့အကြုံလေးတွေပေါ်မှာလူတွေကဘာဖြစ်တယ်ตายာလာကြပြန်တယ်နော်ตายာလာကြကြမကြခင် New Year ကြတော့ Happy New Year နဲ့ဩကြအောင်မှာပေါ့ဘာကြောင့်လို့ဆိုရင်ပြောချင်တာလေအဲ့ဒါဝေဒနာပဲပြောချင်တာကိုကြိုက်တယ်ပြောချင်တာကိုကြိုက်တယ် happiness တူ may you be happy နှုတ်ဆက်ကြတယ်ပြောကြတယ်ဆုတောင်းပေးကြတယ်အဲ့ဒါဘာလို့ဝေဒနာကိုကြိုက်နေတာဝေဒနာကြိုက်တော့ဘာဖြစ်လဲဝေဒနာပစ္စယတဏှာဖြစ်တာပေါ့လိုချင်လာတယ်လိုချင်တော့ဆွဲလန်းလာတယ်တဏှာပစ္စယဥပါဒာအဲ့ဒါကြတော့ကိလေသာဖြစ်သွားပြီနော်ဝိညာဏယုသလရဏဖတ်တာဝေဒနာထိအောင်ကံတစ်ခုကပေးလိုက်တဲ့အကျိုးရလဒ်တွေသာဖြစ်တယ်အဲ့ဒီကနေပြီးတော့ဥပါဒံတဏှာဥပါဒံကြတော့ကိလေသာစိတ်ကိုပူပန်စေတတ်တယ်စိတ်ကိုညှဉ်းနှွမ်းစေတတ်တယ်ဒီအကျိုးဒီဟာတွေကိုဖန်တီးပေးနေတဲ့သဘာဝတရားတွေကိုယ့်ရဲ့ထဲမှာဖြစ်လာတယ်အဲ့ဖြစ်လာတာဟာသူရင်ရတလားလို့ဆိုမရဘူးဥပါဒနာပစ္စယဘောဆိုပြီးတော့ကံနေပြန်ဖြစ်ပြန်တယ်သူကလိုချင်တယ်ဆွဲလန်းတယ်ရအောင်လုပ်တယ်လိုချင်တာကတဏှာဆွဲလန်းတာကဥပါဒံရအောင်လုပ်တာကြတော့ကမ္မဘဝဒါဖြင့်ကမ္မဘဝလုပ်တော့ဘာဖြစ်လဲရအောင်လုပ်တော့ရပြန်တာပေါ့ဘာရတော့ဆိုဘဝပစ္စယဇာတိအဲ့ဇာတိရပြန်တဲ့အခါကျတော့ဒီကံရဲ့အကျိုးပေးနေပုံကိုကြည့်ဘဝရလာတဲ့အခါဇာတိဖြစ်လိုက်တာနဲ့တပြိုင်နက်နောက်ကဘယ်သူတွေလိုက်တာတော့ဆိုစရာနဲ့မရဏပဲအခုလူတိုင်းဟာနော်အသက်အရွယ်တယောက်နဲ့တွေ့မွေးခြင်းပြီးဘယ်နှစ်ရှိပြီတော့မွေးနေ့တွေလောက်ကြတယ်ပါတရေပါတီပွဲတွေလောက်ကြတယ်နော်အဲ့ဒီမှာနောက်ကလိုက်လာတာဘာတော့ဆိုရင်ပို့ခြင်းနဲ့သိခြင်းပဲဟဲ့ဒီကြားထဲမှာဖြတ်ပြီးဝင်လာတာဘယ်သူတော့ဆိုရင်ပြာတိဆိုတဲ့ယောဂဝေဒနာတွေပဲနော်ပြာတိဆိုတဲ့ယောဂဝေဒနာအဲ့တော့စရာမရဏဒီကြားထဲမှာဒီပြဟာတွေမရှိဘူးလားဆိုရှိတယ်ဘာတွေတော့ဆိုရင်တောကတဲ့ကိုရထားတဲ့အခွင့်အရေးလေးတွေဆုံးရှုံးသွားမှာတော့ဆုံးရှုံးတော့မဲ့အခြေအနေကိုဆွေမျိုးသားချင်းကိုခင်ရမင်ရတဲ့ပုဂ္ဂိုလ်ဆုံးရှုံးသွားတဲ့အခါတော့တောကမထိန်နိုင်ရင်ပရိဒေဝငိုရပြန်တယ်ကိုဆင်းရဲမှုတွေနဲ့ကြုံတယ်စိတ်ဆင်းရဲမှုတွေနဲ့ကြုံရတယ်နောက်ဆုံးမှာစိတ်ပင်ပန်းလွန်းတဲ့ဒေါသဆိုတဲ့စိတ်ပင်ပန်းမှုတွေနဲ့ကြုံရတာဥပါယတာကဲတွက်ကြည့်လိုက်မယ်ဆိုရင်ဇာတိရဲ့နောက်ကဆက်လာတဲ့အရာတွေဟာဘာတွေတုံးဆိုမြတ်စွာဘုရားဧဝမေတ္တခေဝလတ္တဒုက္ခခန္ဓတမက်ဆော့ဆာဖာရင်နော်မီယမက်ဆော့ဆာဖာရင်မင်းတို့ရတာဒုက္ခသက်သက်တွေကြီးပဲဒါကိုကံကောင်းအောင်လုပ်နေကြမလားမီယမက်ဆော့ဆာဖာရင်ဒါတွေကိုဒီဘက်ကိုသွားတာပဲဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယဟောတိဆိုဒီပရိစ္ဆသမုပ္ပါဒ်ကိုပဲဆင်ញင်ကြည့်လိုက်လို့ရှိရင်ကံကိလေသာတန်တရားဘဝတန်တရားဆိုတာထင်ရှားတယ်အဲ့ဒီတိုင်သွားနေမယ်ဆိုလို့ရှိရင်ကိလေသာနဲ့ကံနဲ့ပေါင်းစပ်ပြီးတော့အကောင်းအဆိုးနှမျိုးကိုဖန်တီးနေမယ်ဖန်တီးနေလို့ရှိရင်ရလာတဲ့ယတ္တတိပါတော့စရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတမက်ဆော့ဆဖာရမေရနော်ဒုက္ခအစုဝေးကြီးတစ်ခုပဲရတယ်လို့မြတ်စွာဘုရားအတိလင်းဟောတာဟုတ်မဟုတ်ကိုယ့်ကိုစဉ်းစားကြည့်ငါတို့ရထားတာကိုယ်ထင်တယ်လေလူဝါရထားတာသိမြတ်တာပဲကံကောင်းလိုက်တာလို့ထင်တော့မယ်လေတစ်ဖက်ကပြောမယ်ဆိုရင်ကံမကောင်းဘူးလားလို့ဆိုရင်ကောင်းတယ်လို့တော့ပြောစရာရှိပါတယ်ဘာတော့ဆိုရင်ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရရင်ကံကောင်းတယ်လို့ပြောကောင်းတဲ့အလုပ်တွေလုပ်လို့ရတယ်ကောင်းလို့ပါရမီကုသိုလ်တွေလုပ်လို့ရတယ်ဒီဘက်ကရှုတော်အချင်းအကောင်းသို့တော့ကိုရလိုက်တဲ့ပစ္စည်းတစ်ခုရဲ့ရလက်ရဲ့အဆုံးသက်ကိုကြည့်လိုက်ကိုရထားတဲ့အကြီးကတဖြည်းဖြည်းအိုးလာမယ်တဖြည်းဖြည်းနာမယ်နောက်ဆုံးမှသိဆုံးသွားမယ်ဒီကြားထဲမှာမကြည်မနှက်တွေတောကတွေစိုးရင်ရမယ်
နော်ပရိဒီဝါတွေဖြစ်ရမယ်ကိုဆင်းရဲခြင်းခံရမယ်စိတ်ဆင်းရဲခြင်းတွေခံရမယ်စိတ်ပင်ပန်းမှုတွေနဲ့ကြုံရမယ်ဆိုဒီထဲမှာအကောင်းကရှာဖို့ရတော်တော်ခက်သွားနော်ကောင်းရှာဖို့အဲ့ဒါကြောင့်မို့ကံကိလေသာဘဝတန်တရားကံကိလေသာဘဝတန်တရားဒါဖြင့်ဒီတန်တရားကြီးကိုမလိုချင်တော့ဘူးဆိုရင်ဘာလုပ်ရမလဲမြတ်စွာဘုရားကကံကောင်းအောင်လုပ်ရမှာလားဆိုတော့တက်တာတဲ့နီးလေးကိုပထမစပြီးတော့ပေးတယ်မှန်တယ်ဘုန်းကြီးတို့တွေတန်တရားထဲမှာကံကောင်းခြင်းရင်ကံကောင်းခြင်းနဲ့ဆိုတော့အိုကျနာခြင်းကင်းအောင်တော့လုပ်လို့မရဘူးနော်ဘဝမှာအဆင်ပြေအောင်လုပ်ပြီးလို့ရဟိုဆင်းရဲမွဲတေးတဲ့ဘဝမရောက်ဘူးအယုတ်ဆိုးအကြည်တန်တဲ့ဘဝမရောက်ဘူးယောဂထူပြောတဲ့ဘဝမျိုးမရောက်ဘူးအသက်တူတဲ့ဘဝကိုမရောက်ဘူးငတ်ပြတ်တဲ့ဘဝမျိုးမရောက်ဘူးနော်လူဘဝမှာအဲ့ဒါလေးကံကောင်းအောင်ဘယ်လိုလုပ်ရမလဲလူတွေပြောတာအဲ့ဒီအဆင့်လေးပြောနေကြနော်ကံကောင်းအောင်ဘယ်လိုလုပ်ရမလဲချောတော့ကံကောင်းအောင်ဘုရားရှိသွားဆုတောင်းတာနဘူးနဆာလောက်တာနဲ့တူတူပဲမြတ်စွာဘုရားကတရားတွေကိုကဲ့တင်တယ်ဆိုတာဗုဒ္ဓဘုရားရဲ့ကဲ့တင်မှုနဲ့တခြားဘာသာတွေရဲ့ဘုရားကဲ့တင်မှုကလုံးဝကွဲပြားခြားနာတယ်မယောထွေးစေနဲ့မြတ်စွာဘုရားကိုယ်တိုင်ကတရားတွေကိုကဲ့တင်တယ်ဆိုတာမိဘကသားသမီးကိုပညာတတ်ဖြစ်အောင်စီမံပေးတဲ့သဘောလောက်ပဲဆိုပါစို့မိဘဟာကိုယ်သားသမီးကိုဘလောက်ပဲချမ်းသာသားသမီးကိုပညာတတ်ကြီးဖြစ်အောင်လုပ်မပေးနိုင်ဘူးနော်ပညာတတ်အောင်ပညာတွေထည့်မပေးနိုင်ဘူးဘာလုပ်ပေးနိုင်လို့ဆိုရင်ကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းနဲ့သင်ကြားစေမယ်လိုအပ်တာတွေအကုန်ထောက်ပံ့တယ်ဒါမိဘလုံနိုင်တာဒါအစွမ်းကုန်မယ်ပညာတတ်ဖို့ကသူကိုယ်တိုင်စူးစမ်းမှဖြစ်တာမိဘကနေငါသားလေးဖူးဆိုမှုတ်ပြီးတော့ပညာတတ်အောင်လုပ်ပေးလို့ရပါမလားမရနိုင်ဘူးအဲ့ဒါလိုပဲမြတ်စွာဘုရားစိတ်သွားနဘူးနဆာမလုံးနဲ့မြတ်စွာဘုရားကကိုယ်ကဲ့တင်မှာမဟုတ်ဘူးကဲ့တင်တဲ့နည်းကဘယ်နည်းနဲ့ကဲ့တင်တာတော့ကိုသားသမီးကိုကိုပညာတတ်စေခြင်းလို့ရှိရင်ကြောင်းထားပေးတာတော့ပဲလုပ်လို့ရသလိုပဲမြတ်စွာဘုရားကဘုန်းကြီးတို့တွေကိုတန်တရားဝကလွတ်အောင်ဘာလုပ်သလဲချမ်းသာဒုက္ခရအောင်ဘာလုပ်တော့ဟိတေပဝတ္တနေနာအာဟိတာသနိဝတ္တနေနာဟိတလို့ခေါ်တဲ့ဒုက္ခရဲ့အကြောင်းတရားတွေလိုက်နာဆောင်ရွက်ဖို့အာဟိတဆိုတဲ့ဆင်းရဲဒုက္ခရဲ့အကြောင်းတရားတွေကရှောင်ရှားဖို့ဆိုလိုတာကမလုပ်ရမှနဲ့လုပ်ရမှခွဲဟောတာဒါပဲလမ်းညွှန်ပေးတာကိုသားသမီးကိုချစ်လို့ဆုံးမတဲ့အခါဘာပြောတော့ဒါမလုံးနဲ့ဒါလုပ်ဒါပဲပြောတာပဲမဟုတ်လားခြုံလိုက်ရင်ဒီနှစ်ခုပဲရှိတယ်နော်မင်းဒါမလုံးနဲ့ဒါလုပ်ကြီးပွားခြင်းဒါမလုံးနဲ့ဒါလုပ်မလုပ်ရမှနဲ့လုပ်ရမှာအဲ့ဒီမှာတရားတွေကိုမြတ်စွာဘုရားကကဲ့တင်တယ်ဆိုတာဟိတကိုဖြစ်အောင်တိုက်တွန်းပြီးအာဟိတဆိုတဲ့အကုသိုလ်တွေကရှောင်ခိုင်းတာပဲဖြစ်တယ်ထိတဲ့မပို့ဘူးတရားတွေနိဗ္ဗာန်ရောက်အောင်ကဲ့တင်တယ်ဆိုတာအသိဉာဏ်ရအောင်တရားဟောပေးတာပဲရှိတယ်နော်ပညာပေးတယ်ကိုယ်တိုင်ကြိုးစားပညာပေးပြီးကိုယ်တိုင်ရအောင်ကြိုးစားအဲ့ဒီသဘောဗုဒ္ဓဘုရားရဲ့ကဲ့တင်မှုကအဲ့ဒီနည်းပဲတော့ဟိတနဲ့ဒုက္ခဆိုတာတွဲထားတာမြတ်စွာဘုရားလောကမှာပွင့်လာတာဟိတနဲ့ဒုက္ခအတွက်ပွင့်တယ်လို့သူတို့ဆိုတယ်ဟိတဆိုတာအကြောင်းတရား condition အခြေအနေကောင်းအောင်ပေးတယ်ဒုက္ခဆိုတာချမ်းသာဟိတနဲ့ဒုက္ခအမြဲတွဲဖက်နေတယ်ဟိတရှိမှဒုက္ခဖြစ်တယ်ဒုက္ခကိုတိုက်ရိုက်ပေးလို့မရဘူးပတ်စံတော့တိုက်ရိုက်ပေးလို့ရတယ်ဒုက္ခကိုတိုက်ရိုက်ပေးလို့မရဘူးနော်အဲ့တော့ဒုက္ခကိုပေးခြင်းလို့ရှိရင်ဘာလုပ်ရလဲဟိတကိုပဲလုပ်ခိုင်းရတယ်အခြေအနေကောင်းအောင်လုပ်အခြေအနေကောင်းမှဒီအကျိုးစီးပွားဆိုတာဖြစ်လာဒါကြောင့်မို့စာပေကျမ်းကမှာမြတ်စွာဘုရားလောကမှာပွင့်လာတာဟိတဒုက္ခအတွက်ကပွင့်လာတယ်ဆိုတာအကြောင်းနဲ့အကျိုးတွဲဖက်ပြီးပြောထားတာအဲ့ဒါဟိတကအကြောင်းတရားဒုက္ခကအကျိုးတရားအကြောင်းနဲ့အကျိုးနှစ်ခုပေါင်းစပ်ဒါကြောင့်မို့ဟိတေဘဝတ္တနေနာအာဟိတာသနိဝတ္တနေနာတတ္တနံပယံဟိတတိတရားတွေကြားရောက်နေတဲ့ဆင်းရဲဒုက္ခကိုမြတ်စွာဘုရားဘယ်လိုကဲ့တင်တယ်လဲဆိုလို့ရှင်
မကောင်းမှုအကုသိုလ်တွေကရှောင်ရှားစေခြင်းကောင်းမှုကုသိုလ်တွေလှုပ်စေခြင်းဖြင့်မြတ်စွာဘုရားကဲ့တင်နော်အဲ့ဒီနည်းနဲ့ကဲ့တင်တာဒီနည်းမှတပါးတခြားနည်းမရှိဘူးတခြားနည်းမရှိဘူးအဲ့ဒါလောကလူတွေကတော့ဘုရားတကူကြည့်တယ်ငါ့ကိုတကူနဲ့ကယ်လိုက်မယ်သူဒီလိုယုံကြည်ယူဆနေကြတာလောကမှာကိုသားသမီးတောင်ကိုကယ်လို့မရဘူးလေကိုသားသမီးတောင်ကိုကယ်လို့မရဘူး။အိုခြင်းနာခြင်းသိခြင်းကဘယ်လိုလုပ်ကယ်လို့ရရင်အကုန်ကယ်ကြမှာပေါ့မအိုရဘူးမနာရဘူးလုပ်လို့မရဘူး။အဲ့တော့မအိုးအောင်မနာအောင်အိုခြင်းနာခြင်းရဲ့အကြောင်းတရားတွေကိုဖယ်ရှားဖို့ပဲရှိတယ်ပေါ့။အေးကောင်းပြီကံရဲ့ကိလေသာရဲ့ဘဝတန်တရားရဲ့ဒီကံနဲ့ကိလေသာပေါင်းစပ်နေသမျှဘဝတန်တရားရှိနေဦးမှာအဲ့တော့ဘဝတန်တရားနဲ့အဆက်ဖြတ်ခြင်းဘာလို့ရကံကိုပယ်ရမလားဆိုတော့ကံကိုပယ်ကြမလို့ပယ်ရမှာကကိလေသာကိုပဲပယ်ရမှာဖြစ်တယ်ဒါမို့ကိလေသာကိုပယ်ဖို့တရားကျင့်ကြတာဖြစ်တယ်ပေါ့အဲ့ဒီမဲ့ကိလေသာဆိုတာအဝိဇ္ဇာဟာလည်းကိလေသာပဲပရိစ္ဆေသမုပ္ပါဒ်မှာပါတဲ့အဝိဇ္ဇာနော်တဏှာဥပါဒံအဲ့ဒါတွေကကိလေသာတွေအဓိကအဝိဇ္ဇာနဲ့တဏှာကိုအဓိကထားပြီးတော့တန်တရားရဲ့ဝိမြစ်နှစ်ခုဆိုပြီးတော့နော်ဒီနှစ်ခုဟာအမှန်မသိတာအမှန်မသိတော့လိုချင်တယ်အဲ့ဒီနှစ်ခုကပေါင်းဆက်ပြီးတော့ဒုက္ခပေးနေအဲ့ဒီကိလေသာနှစ်ခုရှင်းလိုက်နိုင်ပြီဆိုလို့ရှိရင်တော့တန်တရားဝကလွတ်သွားမယ်ခုနကံလေးကအလုံးလွတ်သွားနိုင်ကံကိုပယ်လို့မရဘူးကံကိုပယ်လို့မရဘူးဆိုတာဘာကြောင့်လဲဆိုရင်လှုပ်ပြီးသားတစ်ခုကိုမလှုပ်ရသေးဘူးလို့ပြောလို့မှရမှာမရတာပြီးသားကိစ္စတစ်ခုကိုဥပမာတစ်ခုကိုလှုပ်လိုက်တယ်လှုပ်လိုက်ပြီးသားတစ်ခုကသူကသူပြီးသွားပြီရစတ်တွေလည်းထွက်သွားအဲ့ဒါကိုဘယ်လိုလုပ်ဖြစ်မလဲဥပမာမနေ့ကအခုဒီကနေ့ရဲ့မနေ့ကရဲ့နောက်တရက်ရဲ့သုံးခုရှိတယ်ပေါ့ yesterday ပေါ့နော်မနေ့ကိုပြန်ယူလို့ရမလားရဘူးပြီးခဲ့ပြီနော်မနေ့ကဟာကိုပြန်ယူလို့မရဘူးအဲ့တော့အဲ့ဒါလိုပဲကံတစ်ခုကပြီးခဲ့ပြီးသားဖြစ်လို့ပြင်လို့လည်းမရဘူးလုပ်လို့လည်းမရဘူး what have been done cannot be undone what have been done လုပ်ပြီးသားတွေမှန်သမျှ cannot be undone မလုပ်ရသေးဘူးလို့လုပ်လို့မရဘူးပြီးသွားပြီအဲ့တော့ကံဆိုတာပြင်လို့ရတဲ့အရာမဟုတ်ဘူးကံဆိုတာပြင်လို့မရဘူးဒါဖြင့်မေးကြလိုက်ပဲပြင်မပြီးတော့ကြောတာပြင်တာမဟုတ်ဘူးလားလို့ဆိုမဟုတ်ဘူးပြင်တာလို့ပြောချင်တယ်ပြောပြင်မလိုက်တဲ့အကုသိုလ်ကံကဒီဘဝတည်းမဲ့အကျိုးပေးနိုင်တဲ့ဒိဋ္ဌဓမ္မဝေဒနိယကံဖြစ်တယ်အဲ့ဒီဒိဋ္ဌဓမ္မဝေဒနိယအကုသိုလ်ကံကိုဒီတောင်းပန်လိုက်ခြင်းအပြင်ကိုလှုပ်ပြီးသားကိုမလှုပ်ဘူးလို့အတိမတ်ပြုတာမဟုတ်ဘူးဒီဟာအတွက်တအုံနှွေးနှွေးဖြစ်နေတဲ့စိတ်ပူပန်မှုကိုဟန့်တာပေးလိုက်တာပဲရှိနောက်ထပ်ဆက်မဖြစ်တော့ဒီလိုဆိုလို့ကံဆိုတာနှစ်ခုရှိတယ်မှတ်ထားဖို့ရတာအာရမ္ဗစဝိပတိတာရစပါဠိလိုပြောရင်အာရမ္ဗစဆိုတာလှုပ်ခြင်းကြောင့်ဖြစ်တာတစ်ခုဝိပတိတာရစဆိုတာပြန်လည်ပြီးတော့စိတ်မကောင်းခြင်းကြောင့်ဖြစ်တာနော်စိတ်ထဲမှာတောင်းနှွေးနှွေးဖြစ်ခြင်းကြောင့်ဖြစ်တာနှစ်ခုရှိတယ်အဲ့ဒီထဲမှာတားမြစ်တာကဘယ်ဟာကိုတားမြစ်တာတော့ဩဃတနဲ့ကြော့ပြီးတော့တောင်းပန်ပြီးတော့ကံတွေကလွတ်အောင်ကြိုးစားတာဝိပတိတာရစကံကိုပြောတာအာရမ္ဗစကံကလှုပ်ပြီးခဲ့ပြီလှုပ်ပြီးခဲ့တာကိုဘယ်တော့မှအန်တန်လှုပ်လို့မရဘူးလှုပ်ပြီးသွားပြီသူကနော်အန်တန်လှုပ်လို့မရတော့ဘူးလှုပ်ပြီးသွားပြီသို့တော့အဲ့ဒီလှုပ်မိတဲ့အမှားကိုအမှားလို့မြင်တယ်နောက်ထပ်မလှုပ်အောင်ထိမ့်သိမ်းရှောက်ရှောက်မယ်အဲ့ဒီနီးနဲ့သူကယောပါသွားစေတယ်ပေါ့ဒီလိုသာဆိုတာနော်ယောပါသွားစေတယ်တချို့လွယ်လွယ်တွေးတယ်မဟုတ်တာတွေလှုပ်ကြောလိုက်ကြည်ရောအောင်မေ့ထိတ်ခောက်ပြီးတော့ကြောနေကြမှာပေါ့အဲ့လိုအဓိပ္ပာယ်မျိုးမဟုတ်ဘူးနော်အဲ့တော့ပြမမိတ်ကယ်သည်ရှိသောထိုအပြစ်တို့ကိုပျောက်ပါစေခြင်းကြောင့်ကအဲ့ဒီမှားယွင်းတာအတွက်ဒုက္ခမရောက်ဖို့အတွက်မှားမိတဲ့အပြစ်ကကြောလိုက်ုံနဲ့လည်းတစ်ခါတလေပျောက်ချင်မှပျောက်မှာကော
ကိုလှုပ်တဲ့အချိန်ကဘယ်လောက်ရှိသလဲစဉ်းစားကြည့်ပေါ့နော်အဲ့တော့တန်တရားမှာတန်တရားခရီးသွားအမှားလုပ်ခဲ့တာတွေဟာပျောက်သွားတာတွေမရှိဘူးပြန်ပြီးတော့အကျိုးတရားအနေနဲ့ပေါ်လာတတ်တယ်ပေါ့အဲ့ဒါကိုတတိထားအောင်မှာဖြစ်တယ်အလွယ်နဲ့အမှားမလုပ်နဲ့အဲ့တော့ဒီအမှားအတွက်စိတ်ပူနေတာတော့ပျောက်သွားတယ်စိတ်ပူပြီးတော့ဒါမှားတယ်နောက်ထပ်မမှားစေရပါဘူးဆိုကံဆိုတာပဲဒီအောင်လိုက်တော့ဆိုခန္ဓာရှိနေတယ်ဗျလိုက်နေမှာမြတ်စွာဘုရားတော်ကြားဘူးတယ်မဟုတ်လားဖရာတော်ပေးဆက်ရတဲ့ကံကြမ္မာဝကြွေးများဆိုတာလေရှင်မမောဂလယန္တာဖြစ်သွားပြီအတိတ်ဘဝကကံစိုးကြောင့်မို့လို့လူသားခံရတာပဲအဲ့တော့လွတ်သွားတယ်လို့ပြောတာမဟုတ်ဘူးเนาะလွတ်သွားတယ်လို့ပြောတာမဟုတ်ဘူးအဲ့တော့ခန္ဓာကုန်ရင်တော့ခန္ဓာမရှိတော့ရင်တော့အကျိုးပေးစရာမရှိတော့ဘူးပေါ့အဲ့ဒီနည်းနဲ့တော့လွတ်လို့ရမယ်အေးဒါကြောင့်မို့ဒီမြတ်စွာဘုရားရဲ့ဒီကံနဲ့ပတ်သက်တာကအမှားကိုအမှားလို့မြင်ခြင်းအမှန်ဖြစ်အောင်တရားနဲ့တရားနိလန်းတကြလိုက်နာကျင့်သုံးခြင်းနောင်ရှောင်ကျင့်ခြင်းဆိုတဲ့ဒီသုံးချက်နဲ့အမှားတွေရောပါစေတယ်လို့ဒီလိုဆိုတယ်ပေါ့နော်အမှားတွေရောပါအောင်လုပ်ရတာဖြစ်တယ်အဲ့တော့ကံရဲ့ကိလေသာရဲ့ဘဝတန်တရားကလွတ်ချင်ပြီဆိုတဲ့အခါကျတော့ဘယ်သူကိုဖယ်ရမှာတော့ဆိုကိလေသာကိုဖယ်ရဒါပြင်ကိလေသာကိုဖယ်ဖို့ကြတော့ဘယ်လိုကံမျိုးကိုယ်တဏ္ဍမှာလောက်ရမလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကအဲ့ဒီမှာအစကစပြီးတော့တိလကနေစပြီးတော့ပြောကိုလောကလူတွေဟာချစ်ကြတယ်ခင်ကြတယ်ဆိုလို့ရှိရင်ကိုမကောင်းတဲ့စိတ်ဓာတ်တွေမရှိအောင်အရင်ကြိုးစားမကောင်းတဲ့လုပ်ရတွေမဖြစ်အောင်ဒါကိုမြတ်စွာဘုရားအတ္တနင်းစေပိယံစင်ညာနတ်နံပပေနတန်ယုစေကိုတန်ဖိုးထားမှန်သိတဲ့ပုဂ္ဂိုလ်ဟာတဲ့ကိုဘယ်တော့မှမကောင်းမှုအကုသိုလ်တွေနဲ့မလွှမ်းမိုးမိပါစေနဲ့မရှင်တွဲမိပါစေနဲ့ဘာဖြစ်လို့တော့ဆိုရင်နာဟိတံသူလဗံဟောတိဒုက္ခံဒုက္ကတာကာရိနာမကောင်းတာလုပ်ပြီးချမ်းသာဒုက္ခရရဲဆိုတာခဲရင်ပါလိမ့်မယ်ဒါကြောင့်လုပ်လို့မရပါဘူးဟောတာမြတ်စွာဘုရားဟောတဲ့ကံကြမ္မာရဲ့ပုံဒါဖြင့်ဘာလို့ရမလို့ဆိုရင်တတ္တမကရိယကလျာဏနိစယံတံပရာယိကတမလုံးဘဝထီအောင်ကောင်းကျိုးချမ်းသာတွေပေးနိုင်တဲ့ကုသိုလ်ကောင်းမှုကိုလုပ်ပါတဲ့ဒါတန်တရားထဲမှာပြောတာကုသိုလ်ကောင်းမှုတွေကိုလုပ်ပါအဲ့ဒီကုသိုလ်ကောင်းမှုတွေကပုံညာနိပရလောကသမိပဋိဋ္ဌာဟောတိပါနေနာကုသိုလ်ကောင်းမှုတွေဟာတမလွန်လောကသွားတဲ့အခါမှာကိုယ့်အတွက်အားကိုးအားထားရဖြစ်ပါတယ်ဟောဒါကံကြမ္မာနဲ့ပတ်သက်ပြီးကံကောင်းအောင်လုပ်တဲ့နည်းကိုပြောတာနော်ကဲလုံးဝခွင့်လွန်ကျွဘဝတန်တရားကခင်းလွတ်ခြင်းနဲ့ဆိုလို့ရှိရင်မဂ္ဂင်၈ပါးအကျင့်တရားဝိပဿနာတရားပဲအထောက်အမှာဖြစ်တယ်ဝိပဿနာတရားကိုလည်းပဲအထုတ်လိုက်တဲ့အခါမှာဝိပဿနာတရားအထုတ်ရာကနေပြီးတော့ဝိပဿနာတရားအထုတ်တယ်ဆိုတာသဘာဝတရားကိုအမှန်သိအောင်လုပ်တာဖြစ်တယ်အမှန်မသိလို့ရှိရင်ကိုယ်ကတွေ့တာစရာကြီးလို့ထင်နေတယ်တဏှာအမြင်အဝိဇ္ဇာကြောင့်တဏှာအမြင်နဲ့တွေ့တာနေတယ်အဲ့ဒါတွေ့တာမှုကိုရှင်းနိုင်အောင်ဝိပဿနာဉာဏ်နဲ့အမှန်မြင်အောင်ကြည့်ခိုင်းတယ်မှန်မြင်အောင်ကြည့်ခိုင်းလိုက်တဲ့အခါကျတော့ကိုရထားတဲ့ခန္ဓာကိုယ်ကြီးကတကယ်ကြည့်လိုက်မယ်ဆိုရင်จิตနဲ့ဆရာတခုမှမရှိဘူး။ဘာကြောင့်မရှိတာလဲဆိုရင်ထာဝရလည်းပြောင်းလဲနေတယ်အဆိုးဘက်ကိုပြောင်းလဲနေတယ်ဝိပရိနာမဓမ္မဖောက်ပြန်ပြောင်းလဲနေတဲ့ယုတ်တရားနံတရားတွေသာဖြစ်နေတယ်။အဲ့ဒီဖောက်ပြန်ပြောင်းလဲမှုကိုသေးချာသိပြီဆိုရင်ဒီခန္ဓာကြီးပေါ်မှာညှင်းငွေ့လာတယ်။ညှင်းငွေ့လာတယ်ဆိုတော့မตายရတော့ဘူးမလိုချင်တော့ဘူးဆိုတယ်။တဏှာကိုဖယ်ရှားခြင်းပဲဖြစ်တယ်။မလိုချင်တော့ဘူးဆိုတာနေပြီးတော့ဒီလိုချင်တဲ့တဏှာကိုလုံးဝဖယ်ရှားပြစ်နိုင်တဲ့ဝိပဿနာကျင့်စဉ်နဲ့မှဖြစ်ပေါ်လာတဲ့မကုသိုလ်ဆိုတာရတယ်နော်ဝိပဿနာတရားအထုတ်တာကကုသိုလ်ထဲမှာလုံးလို့ရတဲ့ကုသိုလ်မကုသိုလ်ဆိုတာလုံးရတာမဟုတ်ဘူးဝိပဿနာတရားအထုတ်လို့ရှိရင်ရလာတဲ့အတိတ်မြင့်ခေါ်တယ် recipe ဝိပဿနာတရားအထုတ်လို့ရှိရင်ဘာရမှာတော့လို့ပြောရင်မကုသိုလ်ရမှာအဲ့ဒီမကုသိုလ်ကမှခုနပြောတဲ့လိုချင်တဲ့တဏှာ
လိုချင်စရာလို့ထင်နေအောင်အမှန်တရားကိုကာကွယ်ထားတဲ့ဖုံးကွယ်ထားတဲ့အဝိဇ္ဇာအဲ့ဒီကိလေသာတွေကိုရှင်းပြလိုက်တာတော့ရှင်းပြလိုက်တဲ့အခါကျတော့ကိလေသာនិရောဓိကာမនិရောဓတဲ့ကိလေသာတွေကိုရှင်းလိုက်တာနဲ့တပြိုင်နက်ကံနေရလဲအလိုလျောက်အလုံးမဖြစ်တော့နော်ကိလေသာရှိမှကံကအလိုဖြစ်တာကိလေသာမရှိတော့ဘူးဆိုရင်ဒီကံနေဟာဒီခန္ဓာရှိနေတော့လိုက်အကျိုးပေးနေမှာပဲဥပမာရှင်မောကလန်ရဲ့တဏ္ဍမှာနော်ရှင်မောကလန်ရဲ့တဏ္ဍမှာကိလေသာတွေကင်းသွားပြီဒါပေမဲ့အတိတ်ဘဝလိုက်လာတဲ့ခန္ဓာရှိနေသည့်အတွက်ကြောင့်အတိတ်ဘဝလှုပ်တဲ့ကံကဒုက္ခလာပေးသေးတယ်နော်ဒုက္ခပေးတယ်သို့တော့ရှင်မောကလန်ရဲ့ဘဝသေသည်ချမ်းမဲ့မှာထပ်ပြီးတော့ဘဝတစ်ခုကိုမပေးနိုင်တော့မပေါက်တော့အဲ့ဒါပြောတာနော်ဘဝတစ်ခုထပ်မပေးဘူးအကယ်၍ဘဝတစ်ခုထပ်ပေးနေဦးမယ်ဆိုထပ်ဒုက္ခပေးဦးမှာပဲသူကအဲ့တော့ပယ်ရမှာကဝိပဿနာတရားအထုတ်ပြီးတော့ရလာမှာကမဲ့ညာနဲ့ပယ်လိုက်မှာကကိလေသာတွေချုပ်သွားလို့ရှိရင်ကိလေသာនិရောဓိကာမនិရောဓကြည့်ပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်လိုက်အဝိဇ္ဇာယတွေ့ဝအတ္တဝိရာဂនិရောဓသင်္ခါရនិရောဓအဝိဇ္ဇာချုပ်ရင်သင်္ခါရချုပ်တယ်ဆိုတာကိလေသာချုပ်ရင်ပြောမယ်ဆိုရင်ကံချုပ်တယ်လို့ပြောတာပဲတူတူပဲเนาะအဝိဇ္ဇာကကိလေသာအဝိဇ္ဇာချုပ်လို့ရှိရင်သင်္ခါရនិရောဓကံတရားတွေချုပ်တယ်ကံတရားတွေချုပ်လို့ရှိရင်ဝိညာဏនិရောဓအကျိုးတရားတွေချုပ်တယ်လို့ပြောဟိုနောက်ပိုင်းကျတော့လေတဏှာនិရောဓဥပါရဏនិရောဓဥပါရဏនិရောဓဘဝនិရောဓဒါတွေချုပ်တာကိုပြောသွားတာเนาะအဲ့ဒီမှာလည်းပဲတဏှာနဲ့ဥပါဒံကကိလေသာဘဝဆိုတာကာမဘဝကကံဟောကိလေသာချုပ်ရင်ကံချုပ်တယ်အဲ့တော့ကံဆိုတာကဒီတိုင်းဖယ်ရှားလို့ရတဲ့အရာမဟုတ်ဘူးဒါကြောင့်မို့လို့ကိလေသာကိုသာပယ်တာဖြစ်တယ်ပေါ့ဒါကိုကိလေသာကိုပယ်ဖို့ကြိုးစားအထောက်တာမှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်ပေါ့အကျိုးတရားကိုလည်းရှောင်ရမှာမဟုတ်ဘူးကိလေသာကိုပဲဖယ်ရှားမှာဖြစ်တယ်ကိလေသာဖယ်ရှားလိုက်တာနဲ့တပြိုင်နက်ကံတရားတွေဟာအကျိုးမပေးတော့ဘူးလို့အဲ့ဒီအကျိုးမပေးတော့ခြင်းသည်သာလဲဘဝတန်တရားဆိုတာပြတ်တောက်သွားခြင်းနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းပဲဖြစ်တယ်ဆိုတာဘုရားဘာသာရဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမမှာဒီလိုသဘောပေါက်နားလည်ရမှာဖြစ်ပါတယ်တန်တရားထဲမှာရှိနေတဲ့အချိန်တော့မကောင်းတာတွေကိုရှောင်ရမယ်ကောင်းတာတွေကိုလုပ်ရမယ်တန်တရားထဲမှာချမ်းသာဒုက္ခအထိုက်လျောက်တော့ရနိုင်တယ်တန်တရားကလုံးဝလွတ်ဖို့ကြတော့ကိလေသာကိုဖယ်ဖို့ကြိုးစားမှာပဲဖြစ်တယ်ပေါ့ကိလေသာညော်နေသွားလေးချမ်းသာဒုက္ခပူရလေးပဲဒီလိုဖြစ်မှာအေးဒါကြောင့်ကံကိလေသာနဲ့ဘဝတန်တရားအကြောင်းကိုအချင်းအားဖြင့်အခုလိုရှင်းပြတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘဝတန်တရားကံနဲ့ကိလေသာရှိနေသည်မြတ်ဘဝတန်တရားရှိနေဥမှာပဲဖြစ်တယ်ဘဝတန်တရားရှိနေသည်မြတ်စာတိစရာဗျာတိမရဏဆိုတဲ့ဒုက္ခတွေဟာရှောင်လွယ်လို့ရမှာမဟုတ်ပါဘူးဒါကြောင့်ဘဝတန်တရားကလွတ်မြောက်ဖို့အတွက်ကိလေသာကိုဖယ်ရှားမှာဖြစ်တယ်ကိလေသာကိုဖယ်ရှားလိုက်ရင်ကံတွေဟာအလိုလျောက်အလုံးမဖြစ်ပဲနဲ့ဘဝတန်တရားဆိုတာလဲချုပ်ငြိမ်းသွားမှာဖြစ်ပါတယ်ဒါကြောင့်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်ကိုယုံကြည်မြတ်နိုးကြတဲ့သူတော်စင်ပုဂ္ဂိုလ်တွေဖြစ်သည့်အားလျော်စွာမှန်ကန်တဲ့လမ်းကြောင်းဖြင့်တန်တရားကလွတ်မြောက်ရလွတ်မြောက်ကြောင်းမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်ပွားများအထောက်ချင်းဖြင့်ဘဝတန်တရာချုပ်ရာနိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ငှမျက်မှောက်ပြုနိုင်ကြပါစေ